ယောက်ျားဆိုတာလေကောင်းတဲ့အမျိုးမဟုတ်ဘူးနင်းမှတ်တာ ဟာပါကြီးလေ ယောက်ျားဆိုတာလေကောင်းတဲ့အမျိုးမဟုတ်ဘူးနင်းမှတ်တာ ဘလို့ဖြစ်တာလဲဟဲ့ဖြည်းဖြည်းပြောပါရဲ့ရောက်ချင်းကိုလန့်နေ ငါကောင်ကြီးကတော့အဲ့လိုမဟုတ်ပါဘူးဟာငါဘောကောင်းပါတယ် နင်းယုံနေလားနင်းဤစားကိုလည်းယုံလို့မရဘူးယောက်ျားဆိုတာလေရှေ့တစ်မျိုး၊ကွဲရတစ်မျိုးငါတော့မယုံပါဘူးဟောနင်းဤစားဆိုတဲ့အကောင်ကလည်းလေနင်းဘောကောင်းပေးနေတယ်ဆိုတာအကျိုးလို့ညောင်ရီလောင်းတာဇွတ်ယုံမနေနဲ့ ဟာနင်ပြောမှာပဲငါယူစားတော့ငါမယုံချင်တော့ဟုတ်ပါမလားဟဲ့ तू ကတော့အဲ့လိုမဟုတ်တော့ပါဘူး ဟဲ့ငါနင့်ကိုစေတနာနဲ့ပြောတာနော်ယုံနာမယုံနာကတော့နင့်သဘောပဲအခုငါ့ကိုပဲကြည့်ပါဘလောက်အပူပင်ကင်းလိုက်လဲဟဲ့ယောက်ျားလားလိုအပ်မနေဘူး အေးနင်ပြောရလဲဟုတ်တယ်လို့ပဲနော်တော်ပြီဟာငါလည်းအပူမချပဲနင်းလိုပဲစီတယ်လိုပဲနေတော့ စုနေအချစ်ဆိုတာငါတို့တော့လိုအပ်နေပူလောင်တယ်ယောက်ျားတွေကလည်းကောင်းတဲ့အမျိုးမဟုတ်ဘူးအဲ့တော့နေလဲယောက်ျားမယူနဲ့ငါလဲယောက်ျားမယူဘူးငါတို့နေရာကြီးရဲ့ဒီနေရာတူတူတောက်ပကြတယ်ဘယ်လိုလဲမကောင်းလား အေးနင်ပြောမှာပဲငါလည်းတည်တရားရတော့တယ်ဟုတ်တယ်ယောက်ျားတွေကမကောင်းကဲအဲ့တော့နင်နဲ့ငါနဲ့တက်ကြီးရဲ့ဒီတူတူတောက်ပါကြမယ်ဘာလဲပါအောင် 10 years later. စုမမ အေးငါတို့မတွေ့ရတော့ကြာပြီနော်ငါတို့ရန်သတိရနေတာနေ ငါလည်းတတိယနေတာနေကို ဒါနဲ့ဒါဘယ်လိုဖြစ်တာဟာပါကြီးလေ ဟာပါကြီးလေ ဒီမှာညရကွာဘယ်လိုရှော့သွားနေတာဘပုံပိုင်းရလိုက်ရှာနေညံ့နေ ဒါငါအမျိုးသားလေးဟုတ်ဒါမြဲတကယ်ချင်းစုမောနဲ့ တွေ့ရတော့မှန်းတာပါဒီမှာယောက်ျားအကုန်လုံးဝယ်လို့ပြီးသွားပြီတကယ်ကြီးနဲ့တွေ့ရဆိုစကားပြောနေလေကြာကားပိုက်ကင်းမှာစောင့်နော်ပါလိမ့်ပါ ဟုတ်ကဲ့ဟဲ့နင်ကယောက်ျားရောက်ပြီးဖိုက်ကြီးနေတာဗောလေနင်ပြောတော့ယောက်ျားနေမကောင်းဘူးဆိုဟမ်အချစ်ကပူလောင်နေဆိုနင်ပဲပြောခဲ့ရလေ ယောက်ျားဆိုတာလေကောင်းတဲ့အမျိုးမဟုတ်ဘူးနင်းမှတ်တာ ဘာဖြစ်တာလဲအခုက အေးလေယောက်ျားတွေကမကောင်းဘူးခဲ့အခုလည်းမကောင်းနောက်လည်းကောင်းလာမှာမဟုတ်ဘူးဦးလေးနေအခုတယောက်တည်းမလားဘလောက်အေးလိုက်လဲဟဲ့ယောက်ျားယူဖို့မစင်းစားနဲ့နော် ယောက်ျားယူဖို့မစင်းစားနဲ့နော် သွားတော့မယ်တိလားငါပြီးရင်ဖုန်းဆက်လိုက်မယ်နော်သွားပြီနော်တကယ်ချင်း အေးအမယောက်ျားတွေမကောင်းဆိုပြီးတော့ပြောပြီးတော့ဟဲ့သူကြတော့ယောက်ျားနဲ့ဖိုက်တောင်းကြီးနေလိုက်သေးတယ်ငါမှတော့လေဒင်းမိုင်းမိပြီးတော့အခုချိန်နေပြုတ်ပြီးဖြစ်နေရဒင်းကြောင့်